မင်္ဂလာပါရှင်။ညာတန်စင် Horror Channel ကနေကြိုဆိုလိုက်ပါတယ်။အခုလိုမျိုးခြောက်ခြားဖွယ်ရာဖြစ်ရဆန်းတွေကိုနားဆင်ခန်းစားခြင်းတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့မေတ္တာရက်ခံချင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇလန်းလေးကိုစတင်လိုက်ပါပြီ။ရန်ကုန်မြို့ရဲ့လူစီကားတဲ့လမ်းမကြီးတွေရဲ့နောက်ကွယ်မှာနှစ်ပေါင်းရာချီတက်တန်းရှိတဲ့ကိုလိုနီခေတ်တိုက်ဟောင်းကြီးတွေအများကြီးရှိပါတယ်။တချို့တိုက်တွေကသမိုင်းဝင်လှပပေမဲ့တချို့တိုက်အိုကြီးတွေကတော့နေဘက်မှာတော့မှမြေုံနဲ့ကြောချမ်းလောက်အောင်မှောင်မိုက်အထီးကျန်နေတတ်ပါတယ်။ဒီနေ့ကျမတင်ဆက်ပေးချင်တာကတော့ရန်ကုန်မြို့လေကောင်းကနှစ်ပေါင်း90ကျော်တက်တန်းရှိတဲ့တိုက်ပြက်ကြီးတစ်ခုမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ခြောက်ခြားဖွယ်ရာဖြစ်ရမှန်အကြောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့9နှစ်လောက်ကကိုကျော်စွာအမိလွဲဆိုတဲ့လူငယ်တယောက်ကနေကနေရန်ကုန်ကိုအလုပ်လာလို့ရင်လာခတက်တာတဲ့အခန်းတစ်ခန်းရှာနေခဲ့ပါတယ်။တငယ်ချင်းတွေကမြို့ထဲကကိုလိုနီခေတ်လက်ရာတိုက်အိုကြီးတစ်ခုမှာအခန်းလို့ရှိတယ်လို့သတင်းပေးလို့သူကသွားကြည့်ခဲ့တယ်။ထူးဆန်းတာကအဲ့ဒီတိုက်ကြီးရဲ့လှေကားတစ်တွေကကွန်ကရစ်တွေကလည်းကွာကျနေပြီးတော့နေကင်းကြောင်တောင်မှာတော့လှေကားခွင်တစ်ခုလုံးကမှောင်မဲနေတာပါ။သူငားမဲ့အခန်းကလေးလွာကအခန်းမှတ်402အိမ်ရှင်ဖြစ်တဲ့အဖွားအိုကတော်ပေးတဲ့အချိန်မှာလက်တွေတုံရီနေပြီးတော့ကိုကျော်စာကိုတစ်ချက်ပဲမှာခဲ့တယ်။ငါတူညဘက်ဆိုတကားကိုတေးသေးချာချာချက်ထိုးပြီးအိမ်ဘသူပဲလာခောက်ခောက်မဖွင့်နဲ့ပြီးတော့ည7နာရီကျော်ရင်အိမ်သားတွေကရေကြတန်ကြရင်လဲသွားမကြည့်နဲ့ကိုကျော်စွာကတော့မြို့ကြီးပြကြီးမှာဒါမျိုးတွေကိုမယုံတာမို့တော့ကိုယူလိုက်တယ်။ဒါပေမဲ့အဲ့ဒီအမားကသူ့ဘဝကိုအိမ်မက်ဆိုးတွေပေးတော့မယ်ဆိုတာကိုသူမသိခဲ့ဘူး။ပထမဆုံးညမှာမိုးကလည်းတဲတဲမဲမဲရွာနေတယ်။ကိုကျော်စွာတယောက်အလုတ်ပင်ပန်းတာနဲ့ကတင်ပေါ်ကိုလှဲပြီးတော့အိပ်ပျော်သွားခဲ့တယ်။ည7နာရီခွဲလောက်မှာခောက်တကားကိုခောက်တဲ့အတန်ကြောင့်ကိုကျော်စွာလန်နိုးလာတယ်။အပြင်မှာမိုးကရွာနေတော့သူကတင်ပေါ်ကထပြီးတော့ဘသူလဲလို့အော်မေးပေမဲ့ပြန်ထူးတံမကြားရအောင်တကားပေါက်ကမှန်ကူကွက်ကနေအပြင်ကိုချောင်းကြည့်လိုက်တော့အပြင်မှာဘသူမှမရှိဘဲနဲ့လှေကားခွင်အမှောင်ကြီးပဲရှိနေတယ်။သူအိမ်ဟာထဲကိုပြန်ဝင်ပြီးတော့မျက်စိမိတ်လိုက်တဲ့အချိန်မှာပဲအိမ်သားထဲကနေရှဲဆိုပြီးတော့ရေလောင်းတဲ့အတန်ကြီးထွက်ပေါ်လာတယ်။သူကြောပြင်တစ်ခုလုံးစိတ်ကနေဖြစ်သွားပြီးအိမ်ရှင်အဖွားကြီးမှားခဲ့တဲ့စကားကိုပြေးပြီးတတိယမိတယ်။သူဆောင်ကိုခေါင်းမှုခြုံပြီးဖျားစာရွတ်နေတော့သူကတင်ဘေးနားတင်မှာဖြက်နဲ့ခြေပလာနဲ့ရှောက်နေတဲ့ခြေတန်ကြီးကတဖြည်းဖြည်းနီးကပ်လာတယ်။ပြီးတော့သူ့ရဲ့ဆောင်စားကိုတယောက်ကအောက်ကနေဆွဲဖယ်ဖို့ကြိုးစားနေတယ်လို့ရုံးကန်လှုပ်ရှားတဲ့တန်တွေကိုကြားနေရပြီးတော့အခန်းထဲမှာအပုံနဲ့တစ်ခုကိုလှိုင်ကနေနဲ့သူရလိုက်တယ်။နောက်ရက်မနက်မှာတော့ကိုကျော်စာကဘာမှလုပ်လို့မရတော့ဘဲနဲ့လမ်းထိပ်ကလက်ဖေးဆိုင်ကိုပြေးဆင်းခဲ့တယ်။ဆိုင်ကအသက်ကြီးအဖိုးတယောက်ကိုအကျိုးကြောင့်သူမေးတဲ့အခါမှာဒီတိုက်ကြီးရဲ့ကြောက်စရာကောင်းတဲ့တမိုင်းကြောင့်ကိုသူသိခဲ့တယ်။လွန်ခဲ့တဲ့အနှစ်30ကျော်88ကာလဝန်းကျင်တုန်းကအဲ့ဒီအခန်း402မှာမိသားစုတစုနေထိုင်ခဲ့ဘူးတယ်။တညမှာတော့အဲ့ဒီခေတ်ကလူဆိုးတခိုးအချို့ကအိမ်ထဲကိုဓမြဝင်တိုက်ပြီးတော့အိမ်ကသမီးအငယ်ဆုံးလေးကိုရက်ဆက်တက်ဖြတ်ပြီးတော့အလောင်းကိုလည်းအိမ်သားထဲမှာဝှက်ထားခဲ့ကြတယ်။မိခင်ဖြစ်သူကသမီးအတွက်တောကအကြီးကျယ်ဖြစ်ပြီးတော့အဲ့ဒီအခန်းထဲမှာတင်ရိုးသွပ်ပြီးဇွဲကြိုးချပြီးတိတ်ဆုံးသွားခဲ့တယ်။ဒီချိန်ကစပြီးတော့အဲ့ဒီအခန်းကိုငှားတဲ့သူမှန်သမျှကညဘက်ဆိုရင်အိမ်သားတွေကရေကြတန်ကောင်မလေးတယောက်ရဲ့ငိုတန်နဲ့ဇွဲကြိုးချလာတဲ့အမျိုးသမီးရဲ့ခြေထောက်တွေကလေထဲမှာရမ်းခါနေတဲ့အရိပ်တွေကိုမြင်ရလေရှိတယ်လို့ဆိုကြတယ်။ဒါနဲ့ပဲကိုကျော်စာကငှားကပတ်စံကိုနှမျောတာနဲ့နောက်တစ်ညထပ်နေဖို့သူဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီညကသူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာခဲ့တယ်။ည1နာရီလောက်မှာတကိုယ်လုံးလှုပ်ရှားမရတဲ့အိမ်မက်စည်းချင်းလို့လူများပြောတဲ့အဲ့ဒီအရာကိုသူခံစားရတယ်။သူ့မျက်လုံးကိုအတင်းဖွင့်ကြည့်လိုက်တဲ့အခါမှာမျက်နှာချက်ပေါ်မှာလူတစ်ယောက်ကတွဲလောင်းကြီးဇွဲကြိုးချနေတာကိုမြင်လိုက်ရတယ်။အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကညိုမဲပုတ်ပွားနေပြီးတော့ရှာကြီးကလည်းထွက်နေတယ်။သူမရဲ့မျက်လုံးအိမ်အလွတ်တွေကကိုကျော်စွာကိုစိုက်ကြည့်နေပြီးခြေထောက်နှစ်ဖက်ကလေထဲမှာရင်းရွေလှုပ်ရှားနေတယ်။တဖြည်းဖြည်းနဲ့အဲ့ဒီအလောင်းကြီးကအောက်ကိုနှိပ်ဆင်းလာပြီးတော့ကိုကျော်စွာရဲ့ရင်ဘတ်ပေါ်ကိုခြေထောက်နဲ့လာနေနေတယ်။အသက်ရှူလို့သူကမရတဲ့အချိန်မှာဘေးနားကအိမ်သားတကားဂျိန်းကနေပွင့်သွားပြီးတော့
သွေးကွက်တွေပေချန်နေတဲ့မင်းကလေးတယောက်ကလေးဘက်ထောက်ပြီးတော့ကတင်မော်ကိုတက်လာတယ်။အကိုသမီးကိုကယ်ပါအောင်သမီးအသက်ရှူကျက်လို့ဆိုတဲ့သူ့ရဲ့အတန်ဆူးဆူးကြီးကကိုကျော်စွာရဲ့နားတွေကိုတိုးဝင်လာကိုကျော်စွာကအဲ့ဒီညကတည်းကသတိလစ်သွားခဲ့ပြီးတော့နောက်ရက်မနက်မှာပစ္စည်းတွေအကုန်ထားခဲ့ပြီးအဲ့ဒီတိုက်ပေါ်ကနေအပီးတိုင်သူဆင်းခဲ့တယ်။အခုထက်ထိလေရန်ကုန်မြို့ရဲ့အချို့လမ်းမတွေပေါ်ကနေတိုက်ဟောင်းတွေရဲ့အခန်းတွေဟာတောပိတ်ထားဆဲဖြစ်ပြီးတော့ညဘက်ဆိုရင်လည်းအကြောင်းမဲ့ရေကြတန်တွေငိုတန်တွေနဲ့ဘေးပတ်ဝန်းကျင်တွေကကြားနေရဆဲဖြစ်တယ်။ပရိသတ်ကြီးရောအခုနားထောင်နေတဲ့အချိန်မှာတင်တို့ရဲ့အခန်းရဲ့တကားကိုတိတ်ချပိတ်ထားပြီးပြီလား